အားလုံးပဲမင်္ဂလာပါရှင်ကမ္ဘာပေါ်မှာနျူကလ িয়ার ဘုံအကျဲခံရတဲ့မြို့နှမျိုးရှိနေပြီးဒါတွေကတော့ဟီရိုရှီမာနဲ့နာဂါဆာကီမြို့တွေပဲဖြစ်ပါတယ်အရင်တစ်ခေါက်တုန်းကတော့ဟီရိုရှီမာမြို့ရဲ့အကြောင်းကိုတူတာဆောင် channel မှာဝေမျှခဲ့ပြီးဖြစ်တာကြောင့်ဒီတစ်ခါတော့နောက်ထပ်တစ်မျိုးဖြစ်တဲ့နာဂါဆာကီမြို့ရဲ့အကြောင်းကိုဝေမျှလိုက်ပါတယ်နာဂါဆာကီရဲ့အဓိပ္ပာယ်ကတော့ရှေးလျားသောအငူဖြစ်ပါတယ်နာဂါဆာကီကတော့ဂျပန်နိုင်ငံကျူရှုကျွန်းမကြီးအပေါ်မှာတည်ရှိပြီးနာဂါဆာကီစီရင်စုရဲ့အကြီးဆုံးတဲ့မြို့တော်ဖြစ်ပါတယ်ဂျပန်နိုင်ငံရဲ့အလားဆုံးတဘာဝစိတ်ကံတစ်ခုအဖြစ်တင်စားကြတဲ့ကျူရှုကျွန်းရဲ့ရှေးလျားတဲ့ပင်လယ်အော်ထိပ်ပိုင်းမှာတည်ရှိနေတာဖြစ်ပြီးဂျပန်တနိုင်ငံလုံးမှာတော့44ခုမြောက်ကြီးဆုံးမြို့ဖြစ်ပါတယ်150ခုနှစ်စတူယန်မိုင်ကကျင်းဝန်းပြီးလူဦးရေ4သိန်းဝန်းကျင်နေထိုင်တဲ့မြို့ဖြစ်ပါတယ်တစ်ချိန်ကတငါရွာလေးတစ်ရွာသားဖြစ်ခဲ့တဲ့ဒီနေရာကိုပထမဆုံးရောက်ခဲ့တဲ့ဥရောပတိုက်သားတွေကတော့16ရာစုအလဲပိုင်းလောက်မှာရောက်ရှိလာတဲ့ပေါ်တူဂီတွေဖြစ်ပါတယ်1582ခုနှစ်မှာနိုင်ငံညာသင်္ဘောတွေရန်နာရာအရေးပါတဲ့ကုန်သွယ်စိတ်ကံတစ်ခုဖြစ်လာခဲ့ပါတယ်ပေါ်တူဂီတွေနဲ့အတူနာဂါဆာကီမှာလင်းမြန်စွာပြန်ပွားလာခဲ့တဲ့ကက်သလစ်ခရစ်ယာန်ဘာသာဟာဂျပန်အာဏာပိုင်တွေရဲ့ရက်ဆက်စွာနှိပ်ကွပ်ခြင်းကိုခံခဲ့ရပြီး19ရာစုအစောပိုင်းမှာတော့တရားဝင်ပိတ်ပင်လိုက်ခြင်းနဲ့အတူခရစ်ယာန်သာသနာပြုတွေကိုလည်းနှင်ထုတ်ခဲ့ပါတယ်ဂျပန်နှစ်ပေါင်း200ကျော်တကားပိတ်ဝါဒကိုကျင့်သုံးခဲ့ပြီးဒီကာလတစ်လျှောက်မှာတော့နာဂါဆာကီဟာဂျပန်ကိုကမ္ဘာနဲ့ချိတ်ဆက်ပေးတဲ့အနည်းငယ်သောနေရာအနက်ကတစ်ခုဖြစ်ခဲ့ပါတယ်1850ခုနှစ်နောက်ပိုင်းမှာတော့နာဂါဆာကီယာဒေသတွင်ကုန်သွယ်ရေးဆိုင်ရာချက်ချာကြတဲ့စိတ်ကံတစ်ခုအဖြစ်အသွင်ပြောင်းသွားခဲ့ပြီးလျင်မြန်စွာတိုးတက်လာခဲ့ပါတယ်20ရာစုအစောပိုင်းကာလရောက်ချိန်မှာတော့ဂျပန်နိုင်ငံရဲ့အဓိကသင်္ဘောတည်ဆောက်ရေးနယ်မြေဖြစ်ခဲ့ပြီးစက်မှုလုပ်ငန်းတွေထုံးကားရာမြို့တစ်မြို့ဖြစ်လာခဲ့ပါတယ်1945ခုနှစ်ဩဂုတ်လ9ရက်နေ့မှာတော့နာဂါဆာကီရဲ့မြို့လေကောင်နေရာကိုပြစ်မှတ်ထားပြီးအမေရိကန်တို့ကနျူကလ িয়ার လက်နက်နဲ့တိုက်ခိုက်ခဲ့တာကြောင့်ဂျပန်ပြည်သူ6000နဲ့8000အကြားအသက်ဆုံးရှုံးခဲ့ရသလိုတစ်မြို့လုံးရစရာမရှိအောင်ပျက်စီးသွားခဲ့ပါတယ်စစ်ပြီးချိန်မှာတော့မြို့ကိုလင်းမြန်စွာတည်ဆောက်ခဲ့ပေမယ့်အနုမျိုးဘုံရဲ့တက်ရောက်မှုကြောင့်ထင်သလောက်ခရီးမရောက်ခဲ့ပါဘူးဒါပေမဲ့အခက်အခဲတွေကြားတွေကဂျိုးပန်းမှုကြောင့်ဆယ်စုနှစ်အနည်းငယ်အတွင်းမှာနိုင်ငံရဲ့ခြားကုန်သွယ်ရေးလုပ်ငန်းတွေသင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေငါးဖမ်းလုပ်ငန်းတွေဟာနာဂါဆာကီမှာပြန်လည်အသက်ဝင်လာခဲ့ပါတယ်ဒါအပြင်နာဂါဆာကီကိုနိုင်ငံတကာယဉ်ကျေးမှုမြို့တော်အဖြစ်သတ်မှတ်ခဲ့ပြီးတစ်မြို့လုံးမှာထင်းရမှတ်အဆောက်အအုံနဲ့နေရာများစွာကိုဖန်တီးတည်ဆောက်ခဲ့ပါတယ်2005ခုနှစ်မှာတော့အနီးအနားကမြို့ငယ်တွေကိုပါနာဂါဆာကီထဲထည့်သွင်းလိုက်တာကြောင့်မြို့ဧရိယာပုံမကျေပြန့်သွားခဲ့ပါတယ်ဒီကနေ့အချိန်မှာတော့တစ်ချိန်ကအနုမျိုးဘုံကြောင့်စီစီညံ့ညံ့ကြီးခဲ့တဲ့နာဂါဆာကီယာတိုးထက်ပြီးငင်းချမ်းတဲ့မြို့တစ်မြို့အဖြစ်ပြန်လည်ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်နာဂါဆာကီမြို့ရဲ့ထင်ရှားဆုံးနေရာတွေအနက်ကတစ်ခုကတော့နာဂါဆာကီငင်းချမ်းရေးပန်းခြံဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းကအနုမျိုးဘုံကျေးခံရခြင်းအပေါ်ဝမ်းနေခြင်းအထိမ်းအမှတ်အနေနဲ့1955ခုနှစ်မှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်စိန်လန်းတဲ့တပ်ပင်တွေနဲ့အတူလူလျှောက်လန်းတဲ့ရေပန်းတွေပါဝင်နေပြီးဒီနေရာရဲ့အထင်ရှားဆုံးအမှတ်အသားတစ်ခုကတော့အမြင့်33မီရှိတဲ့ငင်းချမ်းရေးရုပ်ထုဖြစ်ပါတယ်ငင်းချမ်းရေးပန်းခြံအနီးမှာရှိနေတဲ့အထောမစ်ဘုံပြတိုက်ဟာဆိုရင်လည်းမြို့ရဲ့ထင်ရှားတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီပြတိုက်အတွင်းမှာတော့နျူကလ িয়ার လက်နက်ရဲ့စိုးကြိုးပေါင်းများစွာနဲ့ကမ္ဘာငင်းချမ်းရေးကိုရှေ့ရှုတဲ့မှတ်တမ်းဓာတ်ပုံပစ္စည်းအထောက်အထားများစွာကိုပြသထားပါတယ်ပြတိုက်ဘေးမှာတော့အနုမျိုးဘုံကြောင့်အသက်ဆုံးရှုံးသွားခဲ့ရသူတွေကိုရည်စူးတိဆောက်ထားတဲ့ငင်းချမ်းရေးအထိမ်းအမှတ်ခန်းမတည်ရှိနေပါတယ်အချိန်အနည်းငယ်အတွင်းမှာအသက်ဆုံးရှုံးသွားခဲ့ရတဲ့အပြစ်မဲ့အရက်သားတွေအတွက်ဆုတောင်းပေးဖို့နဲ့သူတို့ရဲ့မှတ်တမ်းမှတ်ရဓာတ်ပုံတွေကိုထားရှိပြီးတော့စစ်ကိုနာကျည်းစေဖို့ရည်ရွယ်ဖွင့်လှစ်ထားတာဖြစ်ပါတယ်ယူတာကာမီကာတီဒရက်ခေါ်စိတ်မေရီဖျားကျောင်းကတော့နာဂါဆာကီရဲ့အထင်ရှားဆုံးဘာသာရေးအဆောက်အအုံတစ်ခုဖြစ်ပါတယ်19ရာစုနောက်ပိုင်းမှာစတင်တည်ဆောက်ခဲ့တဲ့ဒီဖျားကျောင်းဟာအနုမျိုးဘုံကြောင့်ပျက်စီးသွားခဲ့ရပြီး1959ခုနှစ်မှာပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပါတယ်1980မှာမူလပြင်သစ်ဘီသူကပုံစံအတိုင်းပြန်လည်မွမ်းမံခဲ့တဲ့ဒီဖျားကျောင်းဟာအာရှပစိဖိတ်ဒေသရဲ့အကြီးဆုံးခရစ်ယာန်ဘာသာရေးအဆောက်အအုံလည်းဖြစ်ခဲ့ပါတယ်။အိုရာဖျားကျောင်းကတော့ဂျပန်နိုင်ငံရဲ့ခရစ်ယာန်ဘာသာရေးဆိုင်ရာသမိုင်းဝင်မှတ်တိုင်တစ်ခုအဖြစ်ထင်ရှားပါတယ်။အာဇာနည်26ဦးရဲ့ဖျားကျောင်းလို့လည်းခေါ်ကြပါတယ်။ကိုယ်ကွယ်ယုံကြည်မှုအတွက်အသက်ပေးသွားရတဲ့ကက်သလစ်ခရစ်ယာန်ဘာသာဝင်26ဦးကိုရည်စူးတဲ့အထိမ်းအမှတ်အနေနဲ့1864ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တဲ့ဒီဖျားကျောင်းဟာဂျပန်နိုင်ငံရဲ့အစောဆုံးခရစ်ယာန်ဖျားကျောင်းဖြစ်တယ်လို့လည်းသိရပါတယ်။ရှင်တိုဘာသာဝင်တွေအလေးအမြတ်ထားရာစုဝကျောင်းဆောင်ကလည်းနာဂါဆာကီရဲ့အထင်ကရနေရာတစ်ခုအဖြစ်လူသိများပါတယ်။မြို့မြောက်ပိုင်းကထာမဆိုနိုတောင်ကျေရှောမှာတည်ဆောက်ထားတာဖြစ်ပြီးအထစ်ပေါင်း289ထစ်ပါရှိတဲ့ကြောက်လီကားနဲ့အတူအပေါ်မှာတော့အမျိုးမျိုးသောအဆောက်အအုံတွေပါဝင်နေပါတယ်။နာဂါရှိမာမြစ်ပေါ်ကိုဖြတ်ထိုးထားတဲ့မက္ကာနေဗာစီတံတားကိုတော့1634ခုနှစ်မှာတည်ဆောက်ခဲ့တာကြောင့်အခုဆိုရင်ဒီကြောက်တုံးတံတားရဲ့တက်တန်းကနှစ်ပေါင်း400နီးပါးရှိသွားပြီဖြစ်ပါတယ်။အရှိ82ပေရှိတဲ့ဒီတံတားမှာမုတ်ကုန်းတစ်ခုပါရှိပြီး
ရေရဲ့ရောင်မြန်ဟမှုကြောင့်အဝေးရကြည့်ရင်မျက်မှန်နဲ့တူတာကြောင့်မျက်မှန်တံတားလို့လေခေါ်ကြပါတယ်နာဂါဆာကီဟာစိန်လန်းတဲ့မြို့တစ်မြို့ဖြစ်ပြီးပန်းချံဥယျာဉ်တွေအနက်မှာဂလိုဗာဥယျာဉ်ကအထင်ရှားဆုံးဖြစ်ပါတယ်သင်္ဘောစိတ်ကမ်းကိုမြင်နိုင်တဲ့တောင်ဆောင်နေမြေမှာတည်ရှိနေပြီးဂျပန်နိုင်ငံရဲ့ခေတ်သစ်သင်္ဘောတိဆောက်ရေးနဲ့ကြောင်မီသွေးလုပ်ငန်းတွေမှာအရေးပါခဲ့သူစကော့ဂွန်တဲ့ Thomas Blake Glover အတွက်ရည်ရွယ်တိဆောက်ခဲ့တာဖြစ်ပြီးဒီနယ်မြေချင်းမှာတော့ Glover ဆန်အိမ်နဲ့အခြားအထိမ်းအမှတ်အဆောက်အအုံတွေလည်းပါဝင်နေပါတယ်စစ်သင်္ဘောကျွန်းလို့ထင်ရှားတဲ့ဟာစီမာကျွန်းကတော့မြို့လေကနေရေမိုင်၈မိုင်ကကွာဝေးတဲ့ရေပြင်ထဲမှာတည်ရှိနေပါတယ်16ဧကသာကျဲဝန်းနေဒီကျွန်းဟာဂျပန်နိုင်ငံရဲ့စက်မှုတော်လှန်ရေးမှာအလွန်အရေးပါခဲ့ပြီးကြောင်မီတွေအဓိကထုတ်လုပ်ရာနေရာလေးဖြစ်ခဲ့ပါတယ်ဒီနေရာမှာစစ်အကျဉ်းသားတွေကိုအသုံးပြုခဲ့ပြီးအရာရှိတွေရဲ့မတရားခိုင်းစေမှုတွေနဲ့အတူအန်တရဲ့အမျိုးမျိုးကြောင့်လူပေါင်း1000ကျော်အသက်ဆုံးရှုံးခဲ့ရနေရလေးဖြစ်ပါတယ်1984ခုနှစ်ကလေးကစွန့်ပစ်ကျွန်းတစ်ကျွန်းဖြစ်ခဲ့ပြီး6ချားစရာကွန်ကရစ်အဆောက်အအုံပြက်တွေနဲ့တဘာဝလုံးဖြစ်ရတွေကြောင့်ခရီးသွားတွေစိတ်ဝင်စားတဲ့နေရာတစ်ခုလေးဖြစ်ပါတယ်နာဂါဆာကီရဲ့အခြားထင်ရှားတဲ့နေရာတွေကတော့နာဂါဆာကီပင်လယ်ကန်ဆက်ပန်းချံနာဂါဆာကီတစ်မြို့လုံးရဲ့အလားအပတွေကိုအပေါ်စီးကကြည့်ရှုနိုင်တဲ့1093ပေမြင့်နဲ့အီနာဆာတောင်နာဂါဆာကီပင်ကွင်းအနဝပြတိုင်အာဇာနည်26ဦးပြတိုင်နဲ့အထိန်အမှတ်အဆောက်အအုံနာဂါဆာကီစီရင်စုအမှုပညာပြတိုင်နာဂါဆာကီသမိုင်းနဲ့ယဉ်ကျေးမှုပြတိုင်နာဂါဆာကီကွန်ပျူတာကျောင်းဆောင်နာဂါဆာကီရှင်ချီတရုတ်တန်းနာဂါဆာကီဒိုင်နိုဆောပန်းချံဆိုဖိုကူချီဆန်ဖျားကျောင်းတစ်ချိန်ကဒက်ရှ်ကုန်းတွေအခြေချခဲ့ရာဒက်ရှ်ကြီးမနယ်မြေနဲ့ပေ4200ကျော်ရှိတဲ့မဂါမီကေဘဲကျိုးတတာစတာတွေဖြစ်ပါတယ်စီးပွားရေးအသင်းအတင်ကောင်းမွန်တဲ့မြို့တစ်မြို့ဖြစ်ပြီးသင်္ဘောတိဆောက်ရေးစက်ယန္တရားနဲ့ကြီးစားစက်မှုလုပ်ငန်း၊ငါးဖမ်းလုပ်ငန်း၊စေဝါနည်းပညာလုပ်ငန်းနဲ့ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုလုပ်ကိုင်ကြပါတယ်။အလဲအလဲမြို့တစ်မြို့သားဖြစ်ပေမဲ့ပညာရေးထွန်းကားပြီးတက္ကသိုလ်6ခုနဲ့ကောလိပ်4ခုရှိနေတဲ့မြို့လေးဖြစ်ပါတယ်။လမ်းမဆက်သွယ်ရေးကောင်းမွန်ပြီးကြီးစံရထားအမြန်ရထားတရက်စီကားရထားတွေနဲ့အတူဘတ်စကားလိုင်းတွေလည်းရှိနေပါတယ်။အိုမူရာမှာရှိနေတဲ့နာဂါဆာကီလေဆိပ်ကိုတော့1985ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီးနှစ်စဉ်လေးချောင်းခရီးသွား3သန်းခန့်ကိုဝန်ဆောင်မှုပေးနေတဲ့လေးစိတ်လေးဖြစ်ပါတယ်။ဆွတ်ဆွတ်တဲ့အပူပိုင်းဒေသရာသီဥတုကိုပိုင်ဆိုင်ထားပြီးတော့တစ်နေ့ပတ်လုံးပြင်းပြပူချိန်က9ဒီဂရီကနေ28ဒီဂရီဆဲလ်စီယပ်အတွင်းမှာရှိနေတတ်ပါတယ်။နာဂါဆာကီရဲ့ပွဲတော်တွေအနက်မှာတော့ကွန်ချီပွဲတော်ကအထင်ရှားဆုံးဖြစ်ပါတယ်။စူဝါကျောင်းဆောင်ရဲ့ပွဲတော်အဖြစ်နှစ်စဉ်အောက်တိုဘာ9ရက်နေ့ကနေ9ရက်နေ့အထိကျင်းပလေးရှိပြီးမြို့ရဲ့အဓိကနေရာလေးခုမှာအကာအဖွဲပေါင်းများစွာကတင်ဆက်မှုအမျိုးမျိုးနဲ့ဆင်ထွင်းလေးရှိတဲ့ပွဲတော်လေးဖြစ်ပါတယ်။အချို့တွေအမှန်မှားနေတယ်လို့အနုမျိုးဘုံကြောင့်ရေဒီယိုတက်တိကြွမှုတွေဖြစ်ပေါ်ပြီးတက်ပင်တွေးတောင်ပြန်မပေါက်နိုင်တော့ဘူးဆိုတဲ့အယူအဆမှန်သလားမမှန်ဘူးလားဆိုတာကိုတော့နာဂါဆာကီတစ်မျိုးလုံးမှာစိမ့်လန်းစွာပေါက်ရောက်နေတဲ့တက်ပင်တွေကိုကြည်တာနဲ့တင်ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်ဒီတစ်ခါဝင်များခဲ့တာကတော့အနုမျိုးဘုံအခြေခံရတဲ့မြို့တစ်မြို့အဖြစ်လူတီများတဲ့နာဂါဆာကီမြို့ရဲ့အကြောင်းပဲဖြစ်ပါတယ်နာဆင်သူတူတာဇော်မိတ်ဆွေအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေရှင်